အားလုံးပဲမင်္ဂလာပါခင်ဗျာ Galaxy Mobile ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဝန်ဆောင်မှုအကောင်းဆုံးနဲ့ပစ္စည်းအစုံလင်ဆုံးဆိုင်ကိုပြောပါဆိုရင်ကျွန်တော်တို့ပြည်မျိုးက Galaxy Mobile ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆက်ပေးပါမယ်ဒါတော့ iPhone 2nd ကောင်တာလေးပဲဖြစ်ပါတယ်ဗျာ iPhone 2nd နဲ့မှာဆိုရင် iPhone X Max ကနေပြီးတော့16 Pro Max ကြီးကျွန်တော်အစုံလင်တင်ထားပေးပါတယ်ခင်ဗျာဒီဘက်မှာဆိုရင်တော့မိတ်ဆက်ပေးရမယ်ဆိုတော့ဒါကတော့ Xiaomi Redmi 2nd model အမြင်လေးတွေဖြစ်ပါတယ်ခင်ဗျာအမကန်လည်းတလာပေးထားတဲ့အတွက်စိတ်ကြစွာသုံးလို့ရပါတယ်ခင်ဗျာဒီဘက်မှာတော့ Redmi 2သိန်း3သိန်း4သိန်း Redmi Vivo Oppo အစုံရှိပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်အထိုင်ဖုန်းပါကင်လေးလည်းကျွန်တော်တင်ပေးထားတယ် keypad လေးလည်းပါမယ်ပေါ့နော်ဒီတောင်လေးကအမကန်9ရက်ပေးထားတယ်ခင်ဗျာပြီးရင်တော့ power bank နဲ့မှလိုချင်တဲ့မိတ်ဆွေတွေအတွက် power bank 1000 mAh ကနေ6000 mAh ဒီဈေးနှုန်းဆုံးလင်းသွားတယ် brand အစုံတင်ပေးထားတယ်ခင်ဗျာကျွန်တော်ဒီဘက်မှာကာဗာရေးဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်iPhone ကာဗာရေးရှိမယ် iPhone ကာဗာဆို4500နဲ့စပြီးတော့2000ခွဲ3000တိရှိပါမယ်ခင်ဗျာပြီး Vivo Oppo Tecno Infinix စတဲ့ model လေးကျွန်တော်အစုံတင်ပေးထားပါတယ် Okay ပြီးတော့ကျွန်တော်မိတ်ဆက်ပေးမှာကတော့မကွဲမှန်လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မကွဲမှန်နေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ OG AG အပြည့်ဒီလို PSC ဟို Panfra ပေါ့နော်ဟိုတကယ်ကောင်းတဲ့မကွဲမှန်လေးလည်းတင်ထားပေးရဲပြီးရင်ဒီ Bison နဲ့ကလည်းကျွန်တော်မှရှိပါမယ်ခင်ဗျာအစုံလေးပြီးလို့ရှိရင်တော့ကျွန်တော်မကွဲမှန်အကြည်လေးတွေလည်းကျွန်တော်ရှိရဲဥပမာ1500နဲ့ cash နဲ့အပေါ်တွေအတွက်ဒီမှာမကွဲမှန်လေးအစုံလေးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့မကွဲမှန်ကို UV မှာ cash နဲ့ဆိုရဲညီကိုတွေအတွက်ကျွန်တော် UV တွေပေါ့နော်ဒါကတော့ UV လေးဖြစ်ပါတယ်တကယ်လဲကျွန်တော်တို့အမခံနဲ့ကပ်ပေးတဲ့ UV လေးဖြစ်ပါတယ်ခင်ဗျာပြီးတော့အသစ်ပါကင်နဲ့ရရင်ကျွန်တော်မိတ်ဆက်ပေးပါအောင်မယ်အသစ်ပါကင်နဲ့ရဆိုလို့ရှိရင်ကျွန်တော်တို့ Xiaomi tablet တွေလည်းရှိမယ် Mizu tablet တွေလည်းရှိမယ် Honor တွေရဆိုလို့ရှိရင်ကျွန်တော်တို့ Honor တွေရဆိုလို့ရှိရင်ဒါဘုမထွက်ထားတဲ့ Honor Pro A70 တွေကျွန်တော်တင်ပေးထားပါတယ်ခင်ဗျာပြီးလို့ရှိရင် Infinix Tecno Redmi တို့ရဲ့ပါကင်ပြောပါကျွန်တော်ရှိမှာအစုံလည်းရှိပါတယ်ခင်ဗျာခုလိုပစ္စည်းစုံလေးကိုတရရထဲမှာစိတ်ချဝယ်ယူအားပေးခြင်းနဲ့ကျွန်တော်ကာစတမာများအတွက်ကျွန်တော်တို့ပြည်မြို့မှာရှိတဲ့ Galaxy Mobile ကိုကြွလန်းခဲ့ဖို့ကျွန်တော်ကဖိတ်မှန်တကားပြုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ